ကျွန်တော်တို့လူတော်တော်များများရဲ့ပြဿနာကဘာလဲဆိုတော့ကစရတ်ရဲ့အနောက်ကိုလိုက်တဲ့ဘာရကတ်ကိုရဖို့မကြိုးစားဘူးလူကြီးမများခင်များဒီတော့ကစရတ်ဆိုတာဘာကိုပြောတာလဲဘာရကတ်ဆိုတာဘာကိုပြောတာလဲဆိုတော့ကစရတ်ဆိုတာကအရေးအတွက်များတာကိုပြောတာလူတစ်ယောက်ကတလကိုပတ်စံ340 50ရှာနိုင်တဲ့ဒါကအရေးအတွက်များတာပဲဒါကိုကစရတ်လို့ခေါ်တယ်ဘာရကတ်ဆိုတာကအရေးအတွက်တော့မများဘူးနည်းနည်းပဲဒါပေမဲ့အဲ့ဒီနည်းနည်းကကိုယ့်အတွက်လုံလောက်မှုရှိတယ်ဖူးလုံးနဲ့တခါတလေပူရှန်သွားတာနောင်ရှိတယ်အဲ့ဒါကိုဘာရကတ်လို့ခေါ်တယ်ကျွန်တော်တို့အိမ်မှာဧည့်သည်လာတဲ့ဧည့်သည်က4ယောက်လာမယ်ဆိုတဲ့အခါမှာကျွန်တော်တို့လူ6ယောက်စာသမင်းချက်လိုက်တယ်အဲ့ဒီနောက်မှာဒီလူ4ယောက်ကအိမ်ကိုရောက်လာပြီးတော့ဒီ6ယောက်စာအစားအသောက်ကိုသူတို့စားလိုက်ကြတယ်ဒါကိုကစရတ်လို့ခေါ်တယ်ဘာရကတ်ဆိုတာကတော့အိမ်မှာလူ2ယောက်စာသမင်းဟင်းချက်ထားတယ်ထားပါတော့အဲ့တဲ့ရောက်လာတဲ့အချိန်မှာလူက2ယောက်မဟုတ်ဘူး4ယောက်ရောက်လာတယ်အဲ့ဒီလူ4ယောက်ကဒီလူ2ယောက်စာကိုဝဝလေးလင်းသူတို့စားတောက်လိုက်ကြတယ်ဒါကိုဘာရကတ်လို့ခေါ်တာလူကြီးမင်းများခင်များဘာရကတ်ဆိုတဲ့စာလုံးရဲ့အဓိပ္ပာယ်ကကိုယ်စီမှာအရာတစ်ခုဆွဲမြဲစွာကြာရှည်စွာရှိနေခြင်းဆိုပြီးတော့အဓိပ္ပာယ်ရတယ်လူတစ်ယောက်ကလစီဝင်ငွေ9သိန်းပဲရှိတယ်ဒါပေမဲ့သူ့အိမ်မှာပတ်စံပြတ်သွားတယ်ဆိုတာမရှိဘူးလနောက်ဆုံးရက်အထိသူ့မှာ300ပတ်စံရှိတယ်အဲ့ဒါကိုဘာရကတ်လို့ခေါ်တယ်လူကြီးမင်းများခင်များဒီတော့လူတစ်ယောက်ကတလမှာဝင်ငွေပတ်စံ350ရှာနိုင်တယ်ဒါပေမဲ့လစဉ်ရက်20နောက်ပိုင်းရောက်တဲ့အခါမှာသူစီမှာပတ်စံတပြားမှမကျန်တော့ဘူးဒါဆိုရင်တော့တေးကြတယ်သူစီမှာကစရတ်ဆိုတဲ့အရေးအတွက်များများရှိပေမဲ့ဘာရကတ်လို့ခေါ်တဲ့အဲ့ဒီဥစ္စာပစ္စည်းကသူစီမှာကြာနေခြင်းမရှိဘူးအချိန်ခဏအတွင်းမှာပဲပြန်လဲပျောက်ကွယ်သွားတယ်လေးစားတဲ့လူကြီးမင်းများခင်များကျွန်တော်တို့အလ္လာဟ်စီမှာကစရတ်ကိုပဲအမြဲတောင်းနေကြတယ်ပတ်စံများများလိုချင်တဲ့ကား2စီး3စီးလိုချင်တဲ့အိမ်3လေးအိမ်လိုချင်တဲ့ကျွန်တော်တို့ဘာရကတ်ကိုရောတောင်းဘူးလားကစရတ်ကြာသွားခဲ့ရင်ကျွန်တော်တို့စီကိုဒီဥစ္စာပစ္စည်းတွေကရောက်တော့ရောက်လာမယ်ဒါပေမဲ့ကြာခံမှာမဟုတ်ဘူးဒါပေမဲ့ဘာရကတ်ကိုတောင်းတဲ့အခါမှာဒီဥစ္စာပစ္စည်းကကျွန်တော်တို့စီမှာတည်မြဲနေလိမ့်မယ်တခါတလေကြတော့လဲကျွန်တော်တို့မှာကစရတ်ဆိုတဲ့အရာရှိတဲ့ဥစ္စာပစ္စည်းတွေအများကြီးရှိတဲ့ဒါပေမဲ့အဲ့ဒီကစရတ်ကိုအကြောင်းခံပြီးတော့ကျွန်တော်တို့မပျော်ရဘူးစိတ်မချမ်းသာရဘူးစိတ်ရှုပ်ရတယ်ပင်ပန်းရတယ်တောကတွေတိတ်ကိုများရတယ်ဒါဒီဆုံးရှုံးမှာကိုကျွန်တော်တို့ကြောက်နေရတယ်ညတိုင်းအဲ့လိုမပျော်ဘူးတချို့အိမ်တွေမှာတရက်ချားတစ်ခါလောက်နေ့စဉ်နေ့တိုင်းဆရာဝန်ကိုခေါ်ပြီးတော့ပိတ်နေရတယ်အိမ်မှာကျမ်းမာရေးမကောင်းတဲ့သူတွေများတယ်တချို့အိမ်တွေမှာကြတော့တလတစ်ခါနောင်စေကန်းသွားစရာမလိုဘူးလူကြီးမင်းများခင်များအဲ့ဒီအတွက်ကြောင့်ကျွန်တော်တို့ကျမ်းမာရေးမှာလဲအလ္လာဟ်အရှင်မြတ်စီကဘာရကတ်တောင်းခံဖို့အရေးကြီးတယ်ဒီတိုင်းပါပဲတချို့အိမ်တွေမှာတလကုန်ကြစရိတ်တိတ်နေတယ်တချို့အိမ်တွေကြတော့တိတ်ကိုကုန်ကြစရိတ်များတယ်ခဏနေအိမ်မှာဟိုပစ္စည်းကပြက်ပြန်ပြီးဒီပစ္စည်းကလိုပြန်ပြီးရေခဲတစ်တာပြက်ပြန်ပြီးအဝတ်လျှော်စက်ပြက်ပြန်ပြီးခါကြရီတိတ်ကိုများတယ်ဘာဖြစ်လို့လဲဘာရကတ်မရှိဘူးဖြစ်နေတာလေးစားတဲ့လူကြီးမင်းများခင်များဒီတော့ကျွန်တော်တို့တွေကကစရတ်ရဲ့အနောက်ကိုလိုက်နေကြတယ်လစာများရရင်တော့ငါရဲ့အခက်အခဲတွေပြည်လဲသွားမှာပဲငါရဲ့ဝင်ငွေထွက်ငွေကာမိသွားမှာပဲဒါပေမဲ့ဘာရကတ်အနောက်ကိုမလိုက်ကြဘူးအကယ်၍ဘာရကတ်မရှိဘူးဆိုရင်တလပတ်စံဘလောက်ပဲရှာနိုင်ပါစေအဲ့ဒီပတ်စံကဘလုံးဝင်လဲအဲ့ဒီအတိုင်းပြန်ပြီးတော့ထွက်သွားလိမ့်မယ်ဥပမာအားဖြင့်လူတစ်ယောက်မှာသား4ယောက်ရှိတယ်သားတစ်ယောက်မှအလုပ်ကောင်းမလုပ်ဘူးအဖေဖြစ်တဲ့သူအားမကိုးရဘူးဒါကိုဘာလို့ခေါ်တာလဲကစရတ်လို့ခေါ်တာနောက်လူတစ်ယောက်မှာသားတစ်ယောက်ပဲရှိတယ်ဒီသားကသာသနာကိုသိတယ်မိဘအပေါ်တာဝန်ကြီးတယ်သူ့ရဲ့ဇနီးသားမယားအပေါ်တာဝန်ကြီးတယ်မိဘကသူ့ကိုကြည့်ပြီးတော့စိတ်ချမ်းသာရတယ်ပျော်ရွှင်ရတယ်ဆိုရင်အဲ့ဒီသားတစ်ယောက်ကဘာရကတ်ပဲအလ္လာဟ်သူ့ကိုသားတွေအများကြီးတော့မပေးထားဘူးဒါပေမဲ့သား4ယောက်ထက်တာတဲ့သားတစ်ယောက်ချီးမြှင့်ထားတယ်အဲ့ဒါကဘာရကတ်ပဲကျွန်တော်တို့ပတ်ဝန်းကျင်မှာဒီလိုလူတွေလည်းရှိတာပဲသားသမီးတွေအများကြီးရှိတယ်အဲ့ဒီသားသမီးတွေကြောင့်စိတ်ချမ်းသာရလားဆိုတော့စိတ်မချမ်းသာရဘူး
တယောက်တစ်မျိုးစီမိဘကိုဒုက္ခပေးတယ်အရှက်တကွဲအကျိုးနဲ့ဖြစ်အောင်လုပ်တယ်လူကြီးမင်းများခင်များဒါတွေကိုပြောတာကစရတ်တော်ရှိတယ်ဘရကတ်မရှိဘူးလေးစားတဲ့လူကြီးမင်းများခင်များဒါတော့အလ္လာဟ်ရှင်မြတ်ကလူတစ်ယောက်ကိုဘရကတ်ပေးဖို့အတွက်သူ့မှာဥစ္စာပစ္စည်းအစကနဦးတွေကရှိနေစရာမလိုဘူးဘရကတ်ရှိပြီးဆိုရင်တကြက်တပြားကနေလဲတိမ်ပေါင်ထောင်နဲ့ချီတောင်းနဲ့ချီဖြစ်သွားနိုင်တယ်ကျွန်တော်ဝါကီယာလေးတစ်ခုပြောပြမယ် Hazrat Abdul Rahman bin Auf radiyallahu ta'ala anhu တခင်မက္ကာမြို့တော်ကနေပြီးတော့မဒီနာရွှေမြို့တော်ကိုဟိဂျရတ်လုပ်လာတယ်ဟိဂျရတ်လုပ်လာတဲ့အချိန်သူစီမှာရွှေငွေဥစ္စာပစ္စည်းတကြက်တပြားမှမရှိဘူးအဲ့ဒီနောက်မှာတမန်တော်မြတ်ကြီးဆလ္လာလာဟူအလိုင်ဟီဝါဆလမ်ကဟိဂျရတ်လုပ်လာတဲ့သူတွေကိုမဒီနာသားတွေနဲ့ညီနောင်ဖွဲ့ပြီးတယ်အဗ်ဒူရာမန်ဘင်အောဖ်ရဒီယလာဟူတာလာအန်ဟူတခင်ကိုတမန်တော်ကဆအဒ်ဘင်ရဘီအန်ဆာရီရဒီယလာဟူတာလာအန်ဟူတခင်နဲ့ညီနောင်ဖွဲ့ပြီးတယ်အဲ့ဒီအခါမှာဆအဒ်ဘင်ရဘီရဒီယလာဟူတာလာအန်ဟူတခင်ကအဗ်ဒူရာမန်ရဒီယလာဟူတာလာအန်ဟူတခင်ကိုသူပိုင်တဲ့ဥစ္စာပစ္စည်းတွေကတဝက်ခွဲယူဖို့ပြောတဲ့အခါမှာအဗ်ဒူရာမန်ရဒီယလာဟူတာလာအန်ဟူတခင်ကသူ့ကိုကျေးဇူးတင်ခဲ့တယ်သူ့အတွက်ဒူအာတောင်းပေးတယ်သူ့ကိုဒါပဲပြောတယ်အတင်ပေးတာတွေတော့ကျွန်တော်မယူပါရစေနဲ့အတင်ကျွန်တော်ကိုတခုပဲပြောပြပါဈေးပင်နာမှာရှိလေအဲ့ဒီခါမှာဆအဒ်ဘင်ရဘီတခင်ကဈေးရှိတဲ့နေရာကိုပြောပြတယ်အဗ်ဒူရာမန်ဘင်အောဖ်ရဒီယလာဟူတာလာအန်ဟူတခင်ဈေးရှိတဲ့နေရာကိုတွားပြီးတော့ဈေးကိုနေတိုင်းတွားတယ်အဲ့ဒီဈေးရောက်တဲ့အခါမှာတခုမဟုတ်တခုပစ္စည်းသူ့မှာရှိတဲ့အတူအထွာလေးတွေကိုစပြီးတော့ရောင်းနေအဲ့ဒီလိုရောင်းရင်နဲ့အကျိုးအမြတ်တွေရလာရင်နဲ့နောက်ဆုံးမှာအဗ်ဒူရာမန်ဘင်အောဖ်ရဒီယလာဟူတာလာအန်ဟူတခင်ရွှေတွေငွေတွေဥစ္စာပစ္စည်းတွေအများကြီးပိုင်ဆိုင်ခဲ့တဲ့မိမိပိုင်ဆိုင်တဲ့အဲ့ဒီရွှေတွေနဲ့ပဲမိမိနဲ့တက်တဲ့ဇနီးတွေကိုနီကာအတွက်ကန့်လန့်နဲ့နီကာလုပ်ခဲ့တယ်အဲ့ဒီနောက်မှာမိမိပိုင်တဲ့ဥစ္စာပစ္စည်းတွေကိုတာဒနာအတွက်အများကြီးပေးကမ်းလှူဒန်းခဲ့တယ်လူကြီးမင်းများခင်များအလ္လာဟ်အရှင်မြတ်ကဟဇရတ်အဗ်ဒူရာမန်ဘင်အောဖ်ရဒီယလာဟူတာလာအန်ဟူတခင်ကိုသူရောင်းတဲ့အတူအထွာလေးတွေမှာအလ္လာဟ်အရှင်ဘရကတ်ထည့်ပေးလိုက်တာအဗ်ဒူရာမန်ဘင်အောဖ်ရဒီယလာဟူတာလာအန်ဟူတခင်နောက်ဆုံးမှာတော့မဒီနာမြို့ရဲ့အချမ်းသာဆုံးကုန်သည်ကြီးတွေကတအူးဖြစ်သွားခဲ့တယ်